JPD စာမေးပွဲတွေပြီးတော့ Universal Studio သွားမဲ့သူတွေရှိလားဆိုရင်တော့ဒီနေ့မှာကျွန်တော်က Universal Studio နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမယ်ပြင် Sound Tips တွေကိုလည်း share လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့စလိုက်အောင် Universal Studio ကို2001ခုနှစ် Master 31ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့တနည်းကိုလူကြီး50 million နဲ့60 million ကြားတော့လာရောက်လေပတ်ကြလို့သိရတယ်။ Season တွေလိုက် event တွေကိုမျိုးမျိုးပြောင်းလဲပေးနေတယ်လို့သိရတယ်။ဥပမာ Halloween နဲ့ပတ်သက်တဲ့နေ့တွေဆိုရင်ဒီတရေပုံစံတွေနဲ့themes တွေပြောင်းလဲပေးသလိုမျိုး Christmas တို့ New Year တို့မှာဆိုရင်လည်းသူတို့နဲ့သက်ဆိုင်ရာ themes တွေကိုအများနဲ့ပြောင်းလဲပေးလိမ့်ရှိတယ်။အဲ့ဒီလိုနေ့တွေမှာဆိုရင်တော့ specially အနေနဲ့တညလုံးမှာကစားကွင်းတစ်ခုလုံးဖွင့်ပေးတယ်လို့သိရတယ်။ဆိုတော့ ticket တွေအနေနဲ့ဆိုရင်လည်း1D pass 1.5D pass 2D pass ဆိုပြီးတော့ရှိတဲ့အပြင်ကမှတန်းစီစရာလုံးဝမလိုတဲ့ VIP pass တွေလည်းရှိတယ်ဒီ Universal Studio Japan ရဲ့အထူးခြားချက်တွေအားဆိုရင်ဘာပထမဦးဆုံး Super Nintendo World ကိုစတင်ဖွင့်လှစ်တဲ့နေရာလေးဖြစ်တယ်။အဲ့ဒီအပြင်ကျွန်တော်တို့ Harry Potter World ထဲမှာရှိတဲ့ Hogwarts Castle ဆိုရင်လည်းရုပ်ရှင်တွေကအတိုင်းလုံးဝအနုစိတ်အသေးစိတ်ကိုဖန်တီးထားတယ်လို့လည်းသိရတယ်။အဲ့ဒီဟာအပြင် Jurassic Park ထဲမှာရှိတဲ့ Flying Dinosaur Roller Coaster ဆိုရင်လည်းကမ္ဘာအကြီးဆုံး roller coaster တွေကတစ်ခုဖြစ်တယ်လို့လည်းသိရတယ်။ဒီဟာကတော့ Universal Studio Japan ရဲ့အကြမ်းပြင်းအချက်လက်လေးဖြစ်ပါတယ်။ဆိုတော့ပြောစရာကောင်းတဲ့ဘိုင်အခုမှလာပါ right ဒီအကြောင်းကိုဆက်ပြောလိုက်အောင် let's go Universal Studio ကိုအပိုင်းပိုင်းနေနဲ့ခွဲထုတ်လိုက်မယ်ဆိုရင် Super Nintendo World Harry Potter World Jurassic Park Minion Park Hollywood Area Jaw နဲ့ကလေးအတွက်အဓိကပြုလုပ်ပေးထားတဲ့ Universal Wonderland ဆိုပြီးတော့အပိုင်း9ပိုင်းရှိတယ်အဲ့ဒီ right ဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်မပြောပြပြီးတော့ဘာလို့လဲဆိုတော့ကျွန်တော် spoil တို့လည်းဖြစ်မှာဆိုတော့အဲ့ဒီရောက်မှာပဲ AC လေး enjoy နိုင်ကြပါဒါပေမဲ့ကျွန်တော် roller coaster နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်လက်လေးတွေကို sharing လုပ်ပေးသွားခြင်းနဲ့ Universal Studio Japan ကိုသွားမယ်ဆိုရင် roller coaster မစီးဘူးဆိုရင်တော့တန်တယ်လို့ခံစားရမယ်လို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့ဒီကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပဲ Flying Dinosaur ကကမ္ဘာမှာအကြီးဆုံး roller coaster တွေတစ်ခုဖြစ်တယ်သူကစစီးကလေးကမောက်ရကြီးတော့ dinosaur တကောင်အပြန်နေတယ်လို့မျိုးfeeling မျိုးခံစားရအောင်သူကတိဆောက်ထားတာဆိုတော့အဲ့ဒီဟာမစည်းမဖြစ်တဲ့မှာပါတယ်ဒုတိယတစ်ခုအနေနဲ့ဆိုရင်တော့ Hollywood roller coaster မှာကသူများနဲ့မတူတာကသူကရွေးချယ်ချက်နှစ်ခုရှိတယ်ပထမတစ်ခုကတော့အရှိဘက်ကိုပဲပုံမှန်လှည့်ထားတဲ့ roller coaster ဖြစ်ပြီးတော့ဒုတိယတစ်ခုကကျတော့ backdrop roller coaster လို့ခေါ်တဲ့နောက်ပြန်စီရ roller coaster အဲ့ဒီဟာကတော့ပို့ပြီးတော့စိတ်လှုပ်ရှားဖို့ပိုကောင်းတယ်စောင့်တဲ့လူကလည်းပိုကြတယ်နောက်တစ်ခုအနေနဲ့ကတော့ Super Nintendo World ထဲမှာရှိတဲ့ Minecraft Magnet လို့ခေါ်တဲ့ roller coaster ပေါ့သူကတော့ရှေ့ roller coaster ကြီးနဲ့မတူဘူးအရင် heavy ဖြစ်တဲ့ roller coaster ကြီးထဲမှာမပါဘူးဒါပေမဲ့သူ့ရဲ့ roller coaster ရဲ့ထူးခြားချက်ကကြတော့ဒီ roller coaster အောက်ကအခန့်ကြီးကကျိုးနေတယ်ဆိုတဲ့ပုံစံမျိုးကိုပြတယ်အဲ့ဒီဟာကိုဂျန့်ပြီးတော့ခုန်သွားတဲ့ feeling မျိုးအဲ့ဒီအပိုင်းကတော့လူစိတ်ဝင်စားမှုအများဆုံးအပိုင်းဖြစ်တယ်ကျွန်တော်အခုရှေ့မှာပြောခဲ့တဲ့ roller coaster ၄ခုကိုစီးပြီးသွားပြီဆိုရင်တော့အခြားကျန်တဲ့ roller coaster တွေကိုမစီးတော့လည်းရတယ်လို့ကျွန်တော်ထင်တယ်တခြား ready ကိုပြောင်းစီးပြီးတော့အချိန်ကြံတော့မှဒီကြံခဲ့တဲ့ roller coaster တွေကိုစီးဖို့ကျွန်တော်က recommend ပေးခြင်းတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Harry Potter World ထဲမှာရှိတဲ့ roller coaster ဆိုရင်လည်းအရင် heavy လည်းမဖြစ်ဘူးသူစောင့်ရတဲ့နေရာကလည်းအရေးသိမ့်မရတဲ့အတွက်ကြောင့်အရင်ကျွန်တော်သွားတော့ဆိုအရင်ပြင်မှန်းခဲ့တယ်ပြီးတော့အဲ့လိုလေးမကြီးတဲ့အတွက်ကြောင့်ပထမပြောတဲ့၄ခုလောက်တော့စိတ်လှုပ်ရှားဖို့သိမ့်မကောင်းဘူးဒီ Universal Wonderland မှာရှိတဲ့ roller coaster ဆိုရင်လည်းသူကကလေးအတွက်ရည်ရွယ်ပြီးတော့ပြုလုပ်ပေးထားတဲ့ roller coaster ဆိုတော့အဲ့ဒီမှာအချိန်ကြာကြီးတန်းစီမယ်ဆိုရင်အချိန်နဲ့အလဟတ်သက်ဖြစ်သွားမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုပြောပြပေးချင်တာကတော့ Universal Studio ထဲမှာရှိတဲ့ဒီ live concept တွေ animation concept တွေကိုမကြည့်မဖြစ်အကြည့်ကိုကြည့်တယ်လို့ကျွန်တော် recommend ပေးချင်တယ်ဘာလို့လဲဆိုတော့ဒီ concept တွေကသူ့ဟာနဲ့သူ entertainment ပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ ride တွေကိုပဲတကြီးမကြီးမစီးဘဲနဲ့နေပူတဲ့အချိန်မျိုးတွေအခြား ride တွေကိုတန်းအကြာကြီးစီးရမယ့်အချိန်မျိုးတွေမှာအချိန်မပေးဘဲနဲ့ဒီ concept show တွေထဲမှာပဲအချိန်ကိုတာမျိုးလဲလုပ်တင်တယ်လို့ကျွန်တော်ထင်တယ် okay အခုပြောပြပေးခဲ့တာကတော့ ride တွေအကြောင်းပဲဖြစ်ပါတယ်ဆိုဆက်ပြီးတော့ဆောင်းရင်ရှောင်းရင်အကြောင်းလေးတွေကိုဆက်ပြီးပြောပြပေးပါမယ်ပထမအဆုံးတစ်ချက်အနေနဲ့ကတော့ Universal Studio Japan application ကို download ဖို့ကျွန်တော်က recommend ပေးပါတယ်ကစားကွင်းရောက်မှ download တဲ့ဆိုင်ကြိုပြီးတော့ down သွားတာပိုကောင်းပါတယ်ပြီးတော့ map တွေတွေကိုလည်းအဲ့ဒီကကြည့်လို့ရတယ်လို့မျိုး drive တစ်ခုနဲ့တစ်ခုစောင့်ရမယ့်အချိန်ကိုလည်းသူကပြပေးထားတယ်ဖြစ်တဲ့အတွက်ကြောင့် application ကတော့မဖြစ်မနေကြိုပြီးတော့ down သွားတင်ပါတယ်နောက်တစ်ချက်အနေနဲ့ကကြတော့ဒီကစားကွင်းမဖွင့်ခင်တနာရီဒါမှမဟုတ်နိုင်ခွက်အလိုလောက်ကလေးကကြိုသွားမယ်ဆိုရင်တော့ right တစ်ခုနှစ်ခုလောက်ကိုစောစောစီးစီးနဲ့လူတန်းစီစရာတိတ်မလိုဘဲနဲ့အေးအေးဆေးဆေးဝင်စီးလို့ရနိုင်တဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့ကျွန်တော်ကတနာရီပတ်ဝန်းကျင်လောက်စောသွားဖို့အကြံပေးချင်ပါတယ်သုံးခုမြောက်အနေနဲ့ကကြတော့ power bank မဖြစ်မနေယူသွားတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဖုန်းတောက်လျှောက်ကြည့်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဖုန်းအကုန်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒီဟာပြီးတော့လမ်းအများကြီးရှောက်မှာဖြစ်တဲ့အတွက်ကြောင့်
ဒီ comfortable ဖြစ်တဲ့ဖက်နှက်ပုံစံမျိုးကိုပဲဝတ်သားတင်တယ်လို့အကြံပေးချင်ပါတယ်နောက်တစ်ခုကကြတော့ရေဘူးအသေးလေးယူသွားဖို့ recommend ပေးချင်ပါတယ်ဘာလို့လဲဆိုတော့ဟိုမှာရေထည့်စရာနေရာတွေအများကြီးရှိတယ်ရေဘူးအလေးတည်သွားနေကြမလို့ပဲနဲ့ရေဘူးသေးသေးလေးနဲ့ကိုရေပိုက်တွေ့တဲ့နေရာမှာရေဖြည့်ပြီးတော့တောက်လို့ရပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ VIP Expert Pack ကိုဝယ်ဖို့အကြံပေးချင်ပါတယ်ဈေးကတော့3ဆလောက်များနိုင်နေဆိုပေမဲ့ ride တွေကအများစု45မိနစ်ပတ်ဝန်းကျင်ကြားလောက်ကနေပြီးတော့2နာရီခွဲလောက်ထိကိုစောင့်ရတဲ့ ride တွေရှိတယ်အဲ့လိုအချိန်တွေမျိုးမှာဒီ Express Pack ကိုဝယ်ထားတဲ့သူက10မိနစ်15မိနစ်ပတ်ဝန်းကျင်လောက်နဲ့ကိုစီးလို့ရတာဖြစ်တဲ့အတွက်ကြောင့်လူပင်မဲ့အများကြီးတက်တာတယ်အချိန်ကုန်လည်းအများကြီးတက်တာတယ်ဆိုတော့ Express Pack ကိုလည်းဖြစ်နိုင်ရင်တော့ဝယ်ပြီးသွားဖို့အကြံပေးချင်ပါတယ် Okay အခုပြောပြပေးခဲ့တာကတော့စောင့်ရန်အချက်လေးဆိုတော့အခုရှောင်းရန်အကြောင်းလေးတွေကိုဆက်ပြောကြမယ်ရှောင်းရန်အချက်လေးတွေကကြတော့ဒီ weekend day တွေမှာ Universal Studio Japan ကိုမသွားဖို့အကြံပေးချင်ပါတယ်လူရမ်းများတဲ့အတွက်ကြောင့်တန်းစီရတာကတော်ကိုပြန်မှန်းပါတယ်ဒုတိယအချက်အနေနဲ့ကတော့ဒီ heavy ဖြစ်တဲ့အိတ်မျိုးတွေကိုမယူသွားဖို့အကြံပေးချင်ပါတယ်လမ်းလျှောက်တာများလာတာနဲ့အမျှပြန်မှန်းတာမျိုးပို့ပြီးတော့ပြန်မှန်းတာမျိုးဖြစ်နိုင်တယ်ပြီးတော့နောက်ထပ်တတိယတစ်ချက်အနေနဲ့ဆိုရင်ကျတော့ဒီကျွန်တော်တို့ concept show တွေ event show တွေကို show time ကိုကြည့်ပြီးမှသွားဖို့အကြံပေးချင်ပါတယ်သူ show time တွေကလည်းအနည်းဆုံး2နာရီနဲ့3နာရီကြာလောက်ခြားထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ show တွေကိုကြည့်မယ်ဆိုရင်အချိန်တစ်ခုယူပြီးတော့ကြည့်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ Super Nintendo World ကိုနေ့လေဒါမှမဟုတ်ညနေပိုင်းမှာသွားမယ်ဆိုပြီးတော့လုံးဝမစင်စားပါနဲ့ Super Nintendo World ကတစ်ခုကိုစီးဖို့အတွက်အနည်းဆုံး2နာရီပတ်ဝန်းကျင်ကြာလောက်ထိဆောင်ရပါတယ် Super Nintendo World ကိုပထမဦးဆုံးစစီးဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ဆိုတော့ကျွန်တော်ခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကတော့ Universal Studio နဲ့ပတ်သက်တဲ့ကျွန်တော်သိခဲ့တဲ့အကြောင်းအရာလေးတွေကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးတွေကို sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခြားဗီဒီယိုတွေနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်